ဒေါ်အောင်ဆန်းစုကြည်ဗဦးအောင်ဆန်းအားပြစ်ဒဏ်အလုံးကိုလူငင်းချမ်းသာခွင့်ပြုလိုက်ခြင်းပြည်ထောင်ဝန်ကြီးဌာနမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီသည်ဒီကနေ့ညနေ9:00 နာရီမှာရန်ကုန်မြို့ဗဟန်းမြို့နယ်ရွှေတောင်ကြားတရက်ကွက်တက္ကသိုလ်ရိပ်သာလမ်းခြံအမှတ်54/56ရှိဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့တွားရောက်၍ဒေါ်အောင်ဆန်းစုကြည်အားရှော့ပေါ့ပြောင်းလဲလိုက်သောပြစ်ဒဏ်ကာလပြည့်သည့်ပြစ်ဒဏ်အလုံးကိုလူငင်းချမ်းသာခွင့်ပြုလိုက်ကြောင်းပြည်ထောင်ဝန်ကြီးဌာန၏အမိန့်ကိုရှင်းလင်းဖတ်ကြားပါသည်လူငင်းချမ်းသာခွင့်အမိန့်များကိုဖတ်ကြားပြီးတဲ့နောက်ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီသည်ဒေါ်အောင်ဆန်းစုကြည်အားရင်းနှီးနှီးနှုတ်ဆက်ပြီးဒေါ်အောင်ဆန်းစုကြည်အားကြမ်းကြမ်းမာမာတွေ့ရသဖြင့်ဝမ်းသာပါကြောင်းမိမိတို့၏အဓိကလုပ်ငန်းတာဝန်မှာတရားဥပဒေစိုးမိုးရေးနဲ့ရဲရွာအေဂျင့်တာရေးဖြစ်ပါကြောင်းနိုင်ငံတော်၏ရှေ့ခီးတွင်အေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ရှိစေလိုပါကြောင်းဒေါ်အောင်ဆန်းစုကြည်အနေနဲ့လိုအပ်သောကူညီများရှိပါကကူညီပေးရန်အသင့်ရှိပါကြောင်းပြောကြားပါတယ်ဒေါ်အောင်ဆန်းစုကြည်ကသူမအနေနဲ့လည်းအလားတူဆန္ဒရှိပါကြောင်းပြန်လည်ပြောကြားပါတယ်